နေ့ဖတ်ပြမဲ့ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့ဝင်ပလွေနဲ့ကြိုးကြောင်ငှက်ဖြစ်ပါတယ်။တခါကဝင်ပလွေတစ်ကောင်ဟာလောဘတကြီးနဲ့အငမ်းမရအစာစားလိုက်တယ်တဲ့ကွယ်။အဲဒီတော့သူ့လေချောင်းမှာစားလိုက်တဲ့အယိုးကကန့်လန့်ခံပြီးအယိုးဆူးသွားတော့တယ်တဲ့။သူဟာအဲ့ဒီအယိုးကိုဆွဲထုတ်လို့လည်းမရကြာသွားအောင်လုပ်လို့လည်းမရဖြစ်နေတာပေါ့။အဲ့ဒီအတွက်နဲ့သူဟာဘာမှစားလို့တောက်လို့မရတော့ဘူးတဲ့ကွယ်။ဒါဟာလောဘကြီးရဲ့ဝင်ပလွေတစ်ကောင်ရဲ့စိတ်မသက်သာစရာသဘောတဘာဝအနေအထားပေါ့ကွယ်။ဒါနဲ့သူဟာဂျိုးချောင်ငှက်ထံအမြန်သွားရတော့တာပေါ့။ဘာဖြစ်လို့လဲဆိုတော့ဂျိုးချောင်ငှက်မှာရှည်လျားတဲ့လဲပင်နဲ့နှုတ်သီးရှိရတဲ့ကွယ်။အဲဒီတော့ဂျိုးချောင်ငှက်ရဲ့အကူအညီနဲ့အယိုးကိုအလွယ်တကူဆွဲထုတ်လိုက်လို့ရတာပေါ့။ဝင်ပလွေကဂျိုးချောင်ငှက်ကိုတကယ်လို့သာမင်းငါကိုအယိုးဖက်ပေးမယ်ဆိုရင်ငါမင်းကိုထိုက်ထိုက်တန်တန်ဆုချီးမြှင့်မှမယ်လို့ပြောလိုက်တယ်တဲ့။ဂျိုးချောင်ငှက်ဟာဝင်ပလွေရဲ့လေချောင်းနဲ့အထိသူ့ရဲ့ခေါင်းကိုထည့်လိုက်ရမှာဟာသူ့အတွက်တော့တော်တော်လေးမလွယ်တဲ့အနေအထားဖြစ်နေတာပေါ့ကွယ်။ဒါပေမဲ့လည်းဂျိုးချောင်ငှက်ဟာရလာမဲ့အကျိုးမြတ်ကိုကြည့်ရတဲ့သူဖြစ်တာကြောင့်နဲ့ဝင်ပလွေပြောတဲ့အတိုင်းလုံးလိုက်တာပေါ့ကွယ်။အယိုးကိုဆွဲထုတ်လိုက်ပြီးတဲ့နောက်မှာတော့ဝင်ပလွေဟာအဝေးကိုဒီတိုင်းထွက်သွားလိုက်တော့တာပေါ့။ဒါနဲ့ကျူးချောင်ငှက်ဟာအလောတကြီးစိုးရိမ်စွာနဲ့ငါ့ကိုပေးမယ်လို့ပြောထားတဲ့ဆုလက်တွေကရောလို့မေးလိုက်တယ်တဲ့။အဲဒီတော့ဝင်ပလွေကရုတ်တရက်ဆက်ကနေလှည့်လိုက်ပြီးတော့ဘာပြောလိုက်တယ်လို့ဆိုတာအတန်နဲ့မန်ပြီးဟိဟောက်လိုက်တယ်တဲ့။ဆက်ပြီးတော့မင်းကောင်းကိုကြိုက်မဖြတ်ဖဲငါပါဆက်ထေကထုတ်ခွင့်ပေးလိုက်တာတော့မင်းမလုံလောက်သေးဘူးလားလို့ပြောလိုက်တယ်တဲ့ကွယ်။ဒီပုံမြင်လေးကပြောတဲ့သတင်းစကားကတော့ကောင်းမွန်တဲ့ဂုဏ်သိက္ခာမရှိတဲ့သူကိုကျေးဇူးပြုရာကုညီရာကနေမိမိအတွက်ဘာမှပြန်လည်ရရှိဖို့မမျှော်လင့်ပါနဲ့တဲ့မိမိရဲ့အကျိုးကိုသာကြည့်ရတဲ့အတ္တကြီးတဲ့သူတွေနဲ့ပေါင်းသင်းနေထိုင်ဆက်ဆံရာကနေအကျိုးအမြတ်ဖြစ်လာမှာမဟုတ်ပါဘူးတဲ့ကောင်းသောနေ့လေးဖြစ်ပါစေ။